လူတွေဆိုတာအောက်တန်းကြတာဟာလေမျိုးရိုးနဲ့မဆိုင်ဘူးမြင့်မြတ်တာလည်းမျိုးရိုးနဲ့မဆိုင်ဘူးဘာနဲ့ဆိုင်တယ်လဲဆိုရင်ကမ္မုဏဝဒလောဟောတိကမ္မုဏဟောတိပြောမလို့သူတို့ရဲ့လောက်ရနဲ့ဆိုင်တယ်အဲ့ဒီလောက်ရကိုဖော်ဆောင်ပေးတာကဘယ်သူလဲလို့ဆိုရင်စိတ်နေသဘောထားပဲဖြစ်တယ်ပေါ့ရသော်ဘုရားကလောကလူသားတွေကိုဆုံးမတဲ့အခါမှာစိတ်ကိုဗဟုပြုပြီးတော့ဆုံးမတာဖြစ်တယ်တနည်းအားဖြင့်အခြေခံပိုင်းမှာဆုံးမလို့ရှိရင်စိတ်ကိုဗဟုပြုဆုံးမအစစ်မြင့်တဲ့အပိုင်းကိုဆုံးမတဲ့အခါပညာကိုအဓိကထားပြီးတော့ဆုံးမလို့ရှိတယ်မြင့်မြတ်တဲ့အလုပ်လုပ်ရင်မြင့်မြတ်သူအောက်တန်းကြတဲ့အလုပ်ကိုလုပ်သူဟာအောက်တန်းကြသူလို့လူအဆင့်တန်းကိုသတ်မှတ်တဲ့အခါပြုလုပ်မှုနဲ့သက်ဆိုင်ပြီးထင်ရှားတဲ့အချက်ကိုမြတ်စွာဘုရားကဟောကြားတော်လေစိတ်ထားမြင့်မြတ်ရင်မြင့်မြတ်တယ်စိတ်ထားယုံညံ့လို့ရှိရင်ယုံညံ့မြင့်မြတ်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်ကမှမြင့်မြတ်တဲ့အလုပ်ကိုလုပ်နိုင်ပြီးအောက်တန်းကျတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကအောက်တန်းကျတဲ့ကိုအလုပ်ကိုလုပ်မှာပဲလို့လူတွေရဲ့နှိမ့်ချမှုမြင့်မြတ်မှုကိုစိတ်ကိုဗဟုပြုပြီးတော့ mind center တည်ခြင်းစိတ်ကိုဗဟုပြုပြီးမြတ်စွာဘုရားဆုံးမ